မင်္ဂလာပါနောက်ဆုံးရသတင်းများတင်ဆက်ပေးပါမယ်ကတာမာစစ်တပ်ရဲ့ MI-70 ရဟတ်ယာဉ်တစ်စီးကိုတော်လိုင်းတပ်တွေပစ်ခတ်လို့အရေးပေါ်စဉ်ကတာမြို့မှာချင်းမြန်တန်ရင်ခမာရ309ကိုစစ်ကူနဲ့လက်နက်ခရမ်းလာပို့တဲ့စစ်တပ်ရဟတ်ယာဉ်တစ်စီးကိုတော်လိုင်းပူပေါင်းတပ်တွေကပစ်ခတ်လို့ထိမှန်ပြီးအရေးပေါ်ဆင်းသက်လိုက်ရတယ်လို့သိရပါတယ်အဆိုပါဖြစ်စဉ်ဟာမတ်လ25ရက်နေ့ညနေ4နာရီခန့်မှာဖြစ်ပွားခဲ့တယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ် MI-70 3စီးဆင်းဖို့ဖိုက်တာတွေပတ်ပြန်ပေးတာပြန်အတက်မှာ2စီးမြောက်ရဟတ်ယာဉ်ကိုထိတယ်အဲ့ဒီအစီကငှက်အိုးမှအရေးပေါ်ဆင်းရတယ်လို့အထက်ပါသတင်းအရင်းမြစ်တွေကပြောပါတယ်မလ25ရက်ညနေ3:30နဲ့4နာရီကြားမှာမိထီလာတတအူဟုံးမလင်းလေးစိတ်တက်ဂျက်ဖိုက်တာ5စီးကခမာရ300ကိုအနီးနဲ့ကတာမြို့နယ်အတွင်းပတ်ပြန်ပြီးရဟတ်ယာဉ်3စီးက300ကိုတက်ရင်နဲ့ကိုဆင်းသက်ခဲ့တာလို့ဆိုပါတယ်ရဟတ်ယာဉ်3စီးကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့လက်နက်ခရမ်းတွေချပြီးပြန်တက်စဉ် PDF ပူးပေါင်းတပ်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ဒုတိယမြောက်အစည်းကိုထိမှန်ပြီးမဘိမ်းမြို့နယ်ငအိုးဘောလုံးကွင်းထဲကိုအရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့နောက်ပတ်သတင်းအရင်းမြစ်တအုပ်ကပြောပါရယ်ခမာရ309ကနေတက်လာတဲ့ MI-70 ရဟတ်ယာဉ်3စီးနဲ့တစ်စီးကညနေ4:15မိနစ်ခန့်မှာငအိုးဘောလုံးကွင်းထဲကိုဆင်းသက်ခဲ့ပြီးနောက်ထပ်2စီးကညနေ4:45မိနစ်ခန့်မှာတပိတ်ချင်းမြို့အခြေဆိုင်တွင်းငယ်အမှတ်73တန်းမြင့်လေးချင်းတနန်းကျောင်းလေးကိုဆင်းသက်သွားတယ်လို့လေကြောင်းရန်စောင့်ကြည့်သတိပေး Telegram Channel ကဖော်ပြပါရယ်လက်ရှိမှာကတာမြို့နေတိုက်ပွဲတွေဖြစ်ပွားနေရလို့သိရပါရယ်ကတာမြို့ကစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေကို2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မနက်အစောပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ပြီးမြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တာပါစစ်တပ်ကမြို့ကိုဘုံကျဲလို့တော်လိုင်းတပ်တွေပြန်ဆုတ်ခွာထားစဉ်ဒေသခံတွေမြို့ထဲမှာပြန်လာနေဖို့စစ်ကောင်စီကဖိအားပေးခဲ့ပြီးစာတင်ကျောင်းတွေကိုလည်းအတင်းအကျပ်ပြန်ဖွင့်ခိုင်းခဲ့ပါတယ်မလ20ရက်နေ့မနက်မှာတော်လိုင်းတပ်တွေကစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာအချို့ကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီနေ့မနက်မှာပဲစစ်ကောင်စီကမြို့ပေါ်ကိုပြစ်မှတ်ထားဘုံကျဲခဲ့တာပါမလ20ရက်နေ့လေကကတာမြို့ရက်ကွက်3နှစ်ကစစ်ပေးရှောင်တွေခုံလုံနေတဲ့ဘုံကြီးကျောင်းကိုလေကျောင်းကနေဘုံကျဲလို့တန်ဃာတော်ချုံနဲ့စစ်ပေးရှောင်တွေအပါအဝင်80ဦးခန့်ထိသေဆုံးထိခိုက်တဲ့သူတွေရှိခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းစစ်တပ်ကပြည်သူတွေထွက်မရအောင်မြို့ပေါ်ရက်ကွက်တွေကိုပိတ်ဆို့ထားပြီးလေကျောင်းကနေလည်းဘုံကျဲခဲ့တယ်လို့သိရပါတယ်မလ25ရက်နေ့မနက်ပိုင်းနဲ့ညနေပိုင်းမှာစစ်ကောင်စီကကတာထိကြိုင်ကောလင်းပင်လယ်ဘူးမြို့တွေကိုဘုံကျဲလို့အရက်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ဆိုပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့ NUG သိမ်းပိုက်ထားတဲ့တကောင်းနီကယ်စက်ရုံကိုစေအောင်စုကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်ပြီးတိုက်ပွဲပြင်းထန်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနှစ်ခန့်ကြာသိမ်းပိုက်ထားတဲ့စကိုင်းတိုင်းထိကြိုက်မျိုးနဲ့တကောင်းနီကယ်စက်ရုံတရှိရာနေရာကိုစေအောင်စုကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေတဲ့အကြောင်းတိုက်ပွဲတွေပြင်းထန်နေရလို့ဒေသခံသတင်းအရင်းမြစ်တွေကပြောပါတယ်။စေအောင်စုတပ်တွေကမတ်လ20ရက်ကစပြီးတော့တကောင်းမျိုးကနေမိုင်20ခန့်ကွာဝေးတဲ့ထိကြိုက်မျိုးကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတာဖြစ်ပြီးတကောင်းနီကယ်စက်ရုံတရှိရာနေရာအနီးကမောင်းကုန်းမြိုင်သာယာကျေးရွာမှာတိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ဒေသခံတအုပ်ကပြောပါရယ်နီကယ်ဆက်ယုံဒီမှာတိုက်ပွဲကရက်ဆက်ဖြစ်နေတဲ့တကောင်းကနေထိုးလာတာအဲ့ဒီကနေအင်အားအလုံးရင်းနဲ့လာတယ်နှစ်ဖက်ထိခိုက်ထိဆုံးတာတော့မသိရသေးဘူးလို့သူကဆိုပါရယ်ဒီလိုတိုက်ပွဲတွေဖြစ်နေချိန်မှာစေအုပ်စုတပ်တွေကမန္တလေးထီးကြိုင်ဗမော်ကားလမ်းဘေးကကျေးရွာတွေကိုမိရှို့ဖျက်ဆီးနေပြီးထီးကြိုင်မြို့အနီးတစ်ဝိုက်ကိုလေရင်5စီးနဲ့လေကြောင်းကကင်းထောက်လမ်းနေတယ်လို့ထီးကြိုင်မြို့ဒေသခံတအုပ်ကပြောပါရယ်တိုက်ပွဲဖြစ်တဲ့နေရာကအေယာရီမြစ်ရဲ့တစ်ဖက်ကမ်းမှာလေရင်ကတော့5စီးနဲ့ပတ်ဝဲနေတဲ့ရိတ်ခါတွေချတယ်လို့လည်းသိရတယ်လို့အဆိုပါဒေသခံတွေကပြောပါရယ်ဒီလိုတိုက်ပွဲဖြစ်ပွားနေတာကြောင့်မောင်းကုန်းနဲ့မြိုင်သာယာကျေးရွာအပါအဝင်မန္တလေးထီးကြိုင်ဗမော်ကားလမ်းကြီးတစ်လျှောက်မှာရှိတဲ့ဇီးတောင်ပေါကုန်းတာယာကုန်းစတဲ့ကျေးရွာကဒေသခံတွေတောတောင်အတွင်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။စကိုင်းတိုင်းတွင်းမှာတော့တရုတ်နိုင်ငံပိုင်တပ်တုတူးဖော်ရင်ကုမ္ပဏီတစ်ခုကအမေရိကန်ဒေါ်လာ855တန်ရှင်းနှိမ့်မြုပ်နှံထားတဲ့တကောင်းနီကယ်စက်ရုံစီမံကိန်းအပါအဝင်စလင်းကြီးမြို့နယ်လက်ပတောင်းတောင်စပင်တောင်နဲ့ကြီးနီတောင်စီမံကိန်းတွေရှိပြီးတကောင်းနီကယ်စက်ရုံကိုတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေက2024ခုနှစ်နှစ်လယ်ပိုင်းမှာသိမ်းပိုက်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ဆက်လက်ပြီးမြို့သားမြို့ပေါ်မှာမူရစ်စားတောက်ပြီးပြန်လာတဲ့စစ်သားတွေကိုတိုက်ခိုက်မှု3ဦးသေဆုံးပြီးရင်းမြို့နယ်မှာလည်းစစ်တပ်စစ်ကြောင်းကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းငစုံမြို့နယ်မြို့သားမြို့ပေါ်မှာမူရစ်တောက်စားပြီးပြန်လာတဲ့အကြမ်းဖက်စစ်သားတွေကိုတိုက်ခိုက်ရာ3ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။မတ်လ23ရက်နေ့မနက်10:00နာရီခန့်မှာငစုံမြို့နယ်ကျွင်းစင်ရာအတွင်းတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကမြို့သားမြို့ပေါ်မှာအရက်တီစာတောက်စားပြီးပြန်လာစဉ်မြို့သားမြို့နယ်ကျွင်းစင်ရာလမ်းပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကဂျားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းကျန်းဖက်စစ်တပ်ဘက်မှ3သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမန္တလေးလူငယ်စစ်ကြောင်းနဲ့တူမြင်းကြံပလက်တိုင်ကမြင်းကြံခရိုင်မှတ်9တရင်နဲ့ငစုံမြို့နယ်ပါကဖဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အလားတူမွန်ပြည်နယ်ရှိမြို့နယ်ရှိကျေးရွာတွေကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ရာစစ်သားများထိခိုက်သေဆုံးမှုရှိကြောင်း MSRM မှာပြောရေးဆိုခွင့်ရှိသူမိတလညံကဆိုပါတယ်။မလ9ရက်နေ့နေ့
လယ်2 နာရီခန့်မှာရေးမြို့နယ်ဖျားကုန်းကျေးရွာမှာထိုင်ချထားတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ဘုံ6လုံးကျင်းချတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှအရာရှိတအုပ်ပြင်းထန်အထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမလ19ရက်နေ့မှာအောင်တပင်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒါအပြင်မလ20ရက်နဲ့21ရက်တို့မှာလည်းစစ်တပ်စစ်ကြောင်းကိုဒရုန်းနဲ့ဘုံ7လုံးထပ်မံကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုတွေတွင်ကျန်းဖတ်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုတွေရှိတော့လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတီစင်းကတော့စုံစမ်းနေစေပါတေချာမသိရသေးဘူးထိခိုက်ဒဏ်ရာရရှိတဲ့အရာရှိကပုံမှုအဆင့်ရှိပါတယ်။စစ်ခွေးတွေဘက်ကတော်တော်များများထိခိုက်ဒဏ်ရာရတယ်ထိခိုက်ဒေဆုံးမှုရှိနိုင်တဲ့ပြည်သူတွေအနေနဲ့စစ်ခွေးစစ်ကြောင်းရဲ့တရင်ကိုနားဆွင့်ပြီးတော့တတိနဲ့သွာလာလှုပ်ရှားနေထိုင်ကြဖို့တိုက်တွန်းခြင်းနဲ့လို့ MSRM မှာပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမွန်ပြည်တော်လိုင်းတပ် MSR ရေးပြည်သူ့ကာကွယ်ရေးတပ် YPD ရဲ့ရှာမညမွန်တပ်တော် YMA 9001တပ်ရင် KNL တပ်ရင်29တပ်ခွဲ1နဲ့ရေးပြောက်ကြားတပ်ခွဲ YGF အမှတ်8001ချေမုံရေးတပ်ခွဲတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။မွန်တနင်္သာရီညီနောင်ဒရုန်းတပ်ပေါင်းစုမှာညီနောင်တပ်ဖွဲ့ဖြစ်တဲ့မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ဌာနကွပ်ကဲမှုအောက်ရှိမွန်ပြည်တော်လိုင်းတပ် MSR နဲ့နီးပြူဝ33ကွပ်ကဲမှုအောက်ရှိကံပေါပြည်သူ့ကာကွယ်တပ်ရင်အမှတ်8002တပ်ရင် KBD ရဲ့ရေးပြောက်ကြားတပ်ရင်အမှတ်8001တပ်ရင် YGF တို့မှဒရုန်းတပ်ဖွဲ့တွေနဲ့စုဖွဲ့ထားကြောင်းသိရပါတယ်။ဆက်လက်ပြီးမင်းလာမြို့နယ်ရှိကျေးရွာတွေကိုစစ်ကြောင်းထိုးပြီးပြန်လည်ဆုတ်ခွာလာတဲ့စစ်တပ်မိုင်းဆွဲတိုက်ခိုက်မှုစစ်သား2ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမင်းလာမြို့နယ်ကျေးရွာကိုစစ်ကြောင်းထိုးပြီးပြန်ဆုတ်ခွာလာတဲ့အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးခဲ့တယ်လို့ပဲခူးရိုးမှ PDF ဗျူဟာ22အဖွဲ့မှတာဝန်ခံကပြောပါတယ်။မလ24ရက်နေ့မနက်ပိုင်းမှာမင်းလာမြို့နယ်တာကလေးကျေးရွာမှာပိုတထောင်ရွာကိုစစ်ကြောင်းထိုးပြီးပြန်လည်ဆုတ်ခွာလာတဲ့အင်အား90ခန့်မှအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကပမာစုရွာနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဗမာစစ်သား2ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိကမိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာအကြမ်းဖက်စစ်တပ်ဗမာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်လျက်ရှိကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတေစင်ထပ်တိုးတေဆုံးတာမျိုးမရှိဘူးစစ်ခွေး2ဦးသေတယ်3ဦးဒဏ်ရာရတဲ့စစ်ခွေးဘက်ကလက်နက်ခဲယမ်းတွေတင်ဆက်ရမိတာမျိုးတော့မရှိဘူးမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါလက်ရှိမှာစစ်ခွေးစစ်ကြောင်းကရှမ်းကုန်ပြည်လန်းပေါ်ဘက်ကတာလီဂိတ်ဘက်ကိုပြန်ရောက်နေရလို့သိရတယ်လို့ပဲခူးရိုးမှာ PDF ဗျူဟာ22အဖွဲ့မှတာဝန်ခံကပြောကြားခဲ့ပါတယ်အဆိုပါတိုက်ခိုက်မှုကိုဗျူဟာ22ကိုကဲမှုနဲ့တာယာဝတီခရိုင်တပ်ရင်း3မြန်မာ Defense Force အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်